အခုပြောမယ့်အကြောင်းကတော့တောက်ကြီးမြို့မှာရှိတဲ့အမျိုးသမီးဘောလုံးအသင်းမှာပါဝင်ကစားနေတဲ့အမျိုးသမီးတယောက်အကြောင်းပဲဖြစ်ပါတယ်။ဒီမှာကတောက်ကြီးမြို့ဖျားဖြူရက်ကွက်မှာနေထိုင်ပြီးတော့ဘောလုံးအကစားကိုယူသွတ်တဲ့23နှစ်အရွယ်မိန်းကလေးတူလည်းဖြစ်ပါတယ်။ ကျမရဲ့နာမည်ကတော့ရတနာဖြစ်ပါရှင်။ကျမကအခုလက်ရှိရောဒီတောင်ကြီးမြို့ဖျားဖြူရက်ကွက်မှာနေထိုင်နေပါတယ်။ကျမရဲ့အသက်ကတော့23ရှိပါပြီ။အခုဆိုရင်ကျမကဒီတောင်ကြီးမြို့အမျိုးသမီးဘောလုံးခလပ်မှာကစားနေပါတယ်။ကျမကြုံတွေ့ခဲ့ရတဲ့ဒီစိန်ခေါ်မှုအခက်အခဲတွေဘာတွေရှိနေလဲဆိုရင်ပေါ့နော်ကျမဘောလုံးကန်တာကျမငယ်စဉ်ကဘောလုံးကန်ရတာကိုဝါသနာပါတယ်ပေါ့နော်ဒါပေမဲ့ကျမဘောလုံးကန်တာကိုကျမရဲ့အိမ်မိသားစုအတိုင်းဝိုင်းနေရကြတော့သူကသဘောမတူကြဘူးမနစ်သက်ကြဘူးပေါ့နော်အဲဒါကြောင့်ကျမအမျိုးမျိုးသူတို့သိကျင်တာမျိုးတွေရှိရဲမိန်းကလေးဆိုတာဒီအိမ်မှုကိစ္စပဲလုပ်ရမယ်ထမင်းချက်ပြောမယ်ကြီးတိတ်မွေးရမယ်ဆိုတော့သူတို့ကအဲ့လိုမျိုးတွေကျမအပေါ်မှာဖြစ်စေချင်ကြတယ်ပေါ့နော်ဒါပေမဲ့ကျမကြတော့ဒီလိုမျိုးအမျိုးသမီးဆိုတာဒီကိုရီမန်းချက်ဝါသနာတွေနောက်မလိုက်ဘဲနဲ့ဒီအိမ်မှာပဲနေပြီးတော့ဒီလိုအိမ်မှုကိစ္စလုပ်လိုက်ပြီးရင်ဒီတိမ်တွေမမွေနေရမယ်ဆိုတော့ဒီရှိယူဆွဲအယူတွေကိုကျမမနစ်သက်ဘူးလေကျမအတွက်အဲ့အရာတွေကအရင်ကြီးကျက်တယ်လို့ကျမခံစားရတယ်ပေါ့နော်အဲကြောင့်မို့ကျမရဲ့ဝါသနာပြဒီဘောလုံးကန်ဘောလုံးသမားတစ်ယောက်ဖြစ်ဖို့ဆိုတော့ဒီမန်းချက်အိမ်မက်ကိုပေါ့နော်ကျမအကောင့်ထဲပေါ်ဖို့ကျမရဲ့မိသားစုတွေကျမရဲ့အတိုင်းဝိုင်းတွေနဲ့ကျမအများကြီးဒီအတိုက်ခံလုပ်ခဲ့ရတယ်ပြဿနာတွေများစွာနဲ့လည်းကျမကြုံတွေ့ဖြတ်တန်းခဲ့ရပါတယ်ကျမကိုစိတ်ခွာတွေဖြစ်စေခဲ့တဲ့အရာတွေကတော့ပေါ့နော်ဒီကျမအတော်ရဲ့ကျမရဲ့တငယ်ချင်းတွေပြီးတော့ကျမရဲ့ဒီ training နည်းပြဆရာတွေပေါ့နော်သူတို့ရဲ့အားပေးမှုကိုပံ့ပိုးမှုတွေကြောင့်ကျမကဒီကိုယုံကြည်မှုရှိလာရဲ့ကိုရဲ့ဒီဝါသနာအရာဒီဘောလုံးကန်တဲ့အရာတွေပေါ်မှာလည်းကိုကြောက်ရွံ့မှုမရှိဘဲနဲ့ကိုခွန်အားစိတ်ခွန်အားပြေဝရရှိခဲ့ပေါ့နော်အဲ့ဒီရဲ့သူတို့ရဲ့အားပေးမှုသူတို့ရဲ့ပံ့ပိုးမှုတွေကြောင့်ပဲပေါ့နော်ကျမဝါသနာဖြစ်တဲ့အရာပေါ်မှာကျမလိုက်လျှောက်တဲ့အချိန်မှာကျမမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေအများကြီးကျမချမှတ်နိုင်ခဲ့ပါတယ်ဒီမရဲ့ဝါသနာကိုမဆွလွတ်တဲ့အပြင်အဲ့ဒီအစားမဆပိုကြိုးစားလို့ရဲစိတ်အထက်သန်မှုတွေကြောင့်အောင်မြင်မှုတွေများစွာရရှိနေတာဖြစ်ပါတယ်။ဒါကိုကြည့်ချင်းအဖြစ်ရှင်ယူဆွဲနေတဲ့မိဘတော်မှာနောက်ပိုင်းသူမကိုလက်ခံလာကြပါတယ်။အဲ့ဒီတော့လူငယ်အမျိုးသမီးတွေကိုယ့်ရဲ့ဝါသနာကိုလက်မလျှော့ပဲအဆုံးထိရောက်သွားနိုင်ဖို့အပေးတိုက်တွန်းချင်ပါတယ်။အပေးစကားအနေနဲ့ဆိုရင်တော့လူငယ်တိုင်းကိုအိမ်မက်ကိုအကောင့်ထဲပေါ်တဲ့အချိန်မှာဆွေးမလျှော့ပါနဲ့ကြိုးစားပါအဲ့ဒီမျိုးအကောင့်ထဲပေါ်တဲ့အချိန်မှာကြုံတွေ့ရမယ့်အခက်အခဲတွေပြဿနာများစွာရှိနိုင်တယ်အဲ့ဒီအရာတွေနဲ့ရင်ဆိုင်နိုင်ဖို့မကြောက်ပါနဲ့ပြီးရင်ဒီကိုယ့်ရဲ့ကြိုးစားမှုကအခုချိန်မှာအရာမထင်ပေမဲ့နောက်တစ်ချိန်မှာအရာထင်လာပါလိမ့်မယ်အဲကြောင့်မို့လူငယ်တွေကိုပြောချင်ပါတယ်ကိုအိမ်မက်အတွက်အကောင့်ထဲပေါ်တဲ့အချိန်မှာကိုယ့်ဘက်ကအရင်စလန်ကိုချင်းလန်းစလန်ကိုလိုအပ်ပါတယ်အဲကြောင့်မို့ဒီစလန်တဲ့ချိန်မှာမကြောက်ပါနဲ့ပြောရင်အားပေးချင်ပါတယ်